2026ကမ္ဘာဖလားကိုစုခုနိုင်မယ်အဓိကရေပန်စားတဲ့အသင်း၅သင်းကိုပြောပြပါမယ်နံပါတ်5 Brazil ကမ္ဘာဖလား၅ကြိမ်ချန်ပီယံဖြစ်ခဲ့တဲ့ Brazil မှာ Vinicius Junior ကအကောင်းဆုံးပုံစံနဲ့ကစားနေပြီး Rafinha လိုပွဲကိုအချိန်မီရွေးပြောင်းလဲပြီးနိုင်တဲ့ကစားသမားလည်းရှိပါတယ် Brazil ကအရေးကြီးတဲ့အချိန်တိုင်းမှာအမြဲပေါ်လာတဲ့အသင်းထစ်လို့ဘယ်တော့မှရှော့မတွတ်သင့်ပါဘူးနံပါတ်4 Spain စပိန်မှာအနွန်ကောင်းတဲ့လူစင်းရှိပြီးအသက်16နှစ်သာရှိသေးတယ်။လာမင်းယာမဲကလည်းကမ္ဘာအကောင်းဆုံးကစားသမားတွေကတယောက်ဖြစ်နေပါပြီ။သူ့ရဲ့ပါရမီအရှိန်နဲ့မကြောက်မရွံ့ကစားပုံတွေကစပိန်တနိုင်ငံလုံးကိုကမ္ဘာထိပ်ဆုံးကိုပြန်တက်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်ပေးနေပါတယ်။နံပါတ်3အာဂျင်တီးနားသူတို့ကလက်ရှိကမ္ဘာဖလားချန်ပီယံတွေဖြစ်ပေမဲ့အခုတော့ဘသူ့ကိုမှမကြောက်လန့်စေတော့ဘူးလို့လူများကပြောကြပါတယ်။လူတချို့ကသူတို့ရဲ့အဆင့်ကျသွားပြီလို့ဆိုပေမဲ့မက်ဆီတော့ရှိနေစေပါ။ FIFA ရဲ့အချစ်တော်လို့ပြောကြပြီး Infantino ရဲ့အကူအညီတွေကြောင့်လည်းကမ္ဘာဖလားရနိုင်မဲ့ရေပန်းစားတဲ့အသင်းအဖြစ်သတ်မှတ်နိုင်တယ်လို့ဆိုကြပါတယ်။နံပါတ်2 Pintet ကတော့ကမ္ဘာပေါ်မှာအပြည့်စုံဆုံးအသင်းဖြစ်နိုင်ပါတယ်။ Mbappe ဦးဆောင်နေပြီး Dembele ကလည်းဘလုံးတော်အဆင့်စွမ်းဆောင်နေတဲ့ကစားနေပါတယ်။သူတို့ဟာမြန်ဆန်တဲ့အားကောင်းတဲ့တေချာအဆုံးသတ်နိုင်တဲ့သူတို့ကိုရင်ဆိုင်ရတာပဲအသင်းအတွက်မှဆိုအိမ်မက်ဆိုတစ်ခုလိုပါပဲ။နံပါတ်1 Portugalလက်ရှိ UEFA Nations League Champion ဖြစ်တဲ့ပေါ်တူဂီမှာတမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားလို့လူအများသတ်မှတ်ကြတဲ့ Cristiano Ronaldo ရဲ့နောက်ဆုံးကမ္ဘာဖလားခီးစဉ်ထင်နိုင်ပါတယ်။တနိုင်ငံလုံးကသူကိုကမ္ဘာဖလားမြောက်ကိုင်းတာမြင်ကျင်ကြပြီးအဲ့ဒီအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့အသင်းတစ်သင်းလုံးအစွမ်းကုန်စူးစမ်းသွားမှာပါ။ဒါဆိုမင်းရဲ့အမင်းကဘယ်အသင်းက2026ကမ္ဘာဖလားကိုတကယ်